R15 Vivo Black လေးရှိရင်တဲ့ပြပေးပါလားဗျာတဲ့ဈေးနှုန်းလေးနဲ့တဲ့โอเคပါဒီနေ့ TikTok ကဒီချစ်ကိုကြီးမေးတဲ့မေးခွန်းလေးကိုကျွန်တော်ဖြေပေးသွားပါမယ်ကျွန်တော်တို့ဆိုင်မှာ Yamaha R15 Vivo တွေကရိုးရိုးတော့မရှိဘူးR15 Vivo M ရှိမယ်တချို့က Vivo M လို့လည်းခေါ်တယ် R15 M လို့လည်းခေါ်တယ်ကျွန်တော်ရိုးရိုး Vivo တဲ့တော့မိုက်မယ်ဗျာ function တွေဘာတွေအစအသေးစိတ်ကျွန်တော်မိတ်ဆက်ပေးသွားပါမယ်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ဗျာနော်ဟုတ်ဒါဒီကောင်းလေးဖြစ်ပါတယ်ဒါတော့ Yamaha R15 M လေးပါကျွန်တော်တို့ဘိန်းတော်တော်လေးမိုက်မယ်ဒီကောင်ကျွန်တော်တို့ဘာနဲ့သွားဆင်းမလဲဆိုတော့ကျွန်တော် R1M လို့ဘာလို့နဲ့ဒီကောင်ကျွန်တော်တို့နော်ဒီဇိုင်းပိုင်းရောရုပ်ထွက်ပိုင်းရောတော်တော်မိုက်တယ် function တွေဘာတွေအစကျွန်တော်အသေးစိတ်မိတ်ဆက်ပေးသွားပါမယ်ဒီကောင်ကတော့ model 2021 model ပါကျွန်တော်တို့နော် okay function တွေပို့ဆုံးတာဒီကောင်ကကျွန်တော်Traction Control System တွေရော Quick Shutter တွေဘာတွေပါပါမယ်ကျွန်တော်ဒီကောင်ကကျွန်တော်တို့ Quick Shutter ကတော့ကျွန်တော်တို့gear ကျွန်တော်ကလပ်ဆွဲစရာမလိုဘဲနဲ့ gear ထိုးလို့ရတယ်ဒီကောင်တော်တော်လေးမိုက်ပါတယ်နော်ရိုးရိုး Vivo တဲ့စား R15 Vivo အောင်ပဲစီးပါတော်တော်လေးမိုက်တယ်နော် upside down ဖောင်းနေဗျာနော် KYB upside down ဖောင်းနေဘိန်းတော်တော်လေးမိုက်ပါတယ်ရှယ်အတန်လေးဒီကောင်လေးကိုလည်းကျွန်တော်ဆိုင်နေပြီးတော့ဘိန်းအတွက် engine အဖွင့်လက်တိုက်ခိုက်အရှုပ်ရှင်းမရှိကြောင်းကိုကျွန်တော်ဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတွေကိုအာမခံပြီးရောင်းချပေးသွားပါမယ် brake system နေဆိုလဲဒီကောင်ကကျွန်တော်တို့ချင်းနောက် ABS brake system နေနဲ့လာမှာဖြစ်ပါတယ်ဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတွေနော်ရှင်းနောက်တာယာကျွန်တော်တို့ MRF နော် original tire ကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထိကျန်ပါအောင်ပဲဗျာနော်ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေနော်ဘိန်းကျွန်တော်တို့ဘာမှမလိုပါဘူးကျွန်တော်တို့ဘက်ကအင်ဂျင်ဝိုင်းအစအသေးလဲထားပြီးသားရေစင်းအစအကုန်စစ်ထားပြီးသားပါဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေစီထည့်ပြီးတော့မောင်းသွားရုံပါပဲဒီဇိုင်းပိုင်းရုပ်ထွက်ပိုင်းအောင်တော်တော်လေးမိုက်ပါတယ်ဒီကောင်မှာကျွန်တော်တို့ရှေ့ဘတ်မန်တွေ original ဘတ်မန်တွေဘာတွေအစပါပါမယ်နောက်ခင်မီတွေဘာတွေအစနော် original ပစ္စည်းစုံလင်းနဲ့ပါဗျာနော်ဒီကောင်မှာကျွန်တော်တို့ original key တစ်ချောင်းပါပါမယ်ကျွန်တော်ဘိန်းရဲ့ original kilo ကကျွန်တော်ဒီ9000ကျော်ကျော်လေးပဲရှိအောင်မယ်ဘိန်းတော်တော်လေးတစ်တယ်ဗျာနော်ကျွန်တော်စီတိုင်းငေတန်ကြီးပါညာလွတ်မယ်နော်ဘိန်းလေးတော်တော်လေးတစ်မယ်ရှင်းတော့ original tire နဲ့ kilo 1000ခန်းပဲရှိအောင်မယ်ဗျာနော်ဘိန်းတော်တော်မိုက်တယ်ရိုးတော့ကကျွန်တော်တို့ R1M လို့ဘာလို့နဲ့ဒီကောင် share ကြီးရုပ်ထွက်ကြီးကတော့ share ကြီးကျွန်တော်ရိုးရိုး Vivo တဲ့ R15 Vivo M ပိုမိုက်ပါတယ်နော်ဒီကောင်လေးစီးပါဗျာနော်ဒီကောင်လေးကကျွန်တော် Yamaha R15 Vivo M ကျွန်တော် model နဲ့2021 modelရောင်းချပေးလိုက်ဈေးနှုန်းလေးရ95သိန်းကျပ်နဲ့ကျွန်တော်ရောင်းချပေးထားပါတယ်ဗျာနော်โอเคဒီဆိုင်ငယ်လေးကိုအမြန်ဝယ်အားပေးခြင်းလဲဆိုရင်တော့တော့ညာကိုခွင့်ချင်းနေလေး3456ကိုအမြန်ဆုံးဆက်သွယ်မင်းမြန်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါချီးယူပေးတဲ့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ကိုမျိုးမော်တော်ဆိုင်ငယ် showroom မော်ပြရနေပြီးတော့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေကိုဘိန်းကောင်းဘိန်းတန်ဘိန်းလာတွေပိုင်ဆိုင်နိုင်တဲ့ပြင်အိမ်မက်တွေလည်းအမြန်ဆုံးကောင်းတယ်ပေါ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်